ဆရာတော်ဖျားတပည့်တော်စာတင်သားယဟန်တစ်ပါးကိုပြပစာတင်စေ9သိန်းကျပ်လူမီဟုနှုတ်ကတိအကြိမ်ကြိမ်ပေးထားပါသည်ဖျားယောဂကန်နိုင်ငံရေးအခြေအနေကြောင့်မလှဖြစ်သေးပါဖျားဆရာတော်တင်ထားပေးတဲ့ယဟန်များနဲ့ဝိထုငွေပတ်စံမကင်တင်ကြောင်းအာပတ်တင်ကြောင်းလှူပေးသူများလည်းအကျိုးထက်အပြစ်ပိုများကြောင်း post ဖက်ပြီးချိန်မှစ၍စာတင်သားယဟန်ကိုပတ်စံမလှူကျင်တော့ပါဖျားမလှူလျင်မီတို့အပြစ်ဖြစ်နိုင်ပါသလဲဖျားစာတင်သားယဟန်ကိုလည်းမလှူဖြစ်ကြောင်းဘလို့လျှောက်ထားပါမလဲဖျားစာတင်သားယဟန်နဲ့ခုရပိုင်းစကားမပြောဖြစ်တော့ပါဖေ။အမှားပါရင်ခွင့်တော်မူပါ။ဟုတ်ရဲ့။ဘုန်းကြီးအမှုပတ်တော်မှာပဲအဲ့ဒါပဲ။ဥဒိသနာကတော့အဆက်အောင်လူသိချင်ပါတယ်။မအဆက်ရင်တော့ဦးဇင်းတို့တိုက်တွန်းပါဘူး။တိုက်တွန်းရင်ဦးဇင်းတို့မှာဝီနီမှာလေဟိုအကပိယသမာဒါနာဒုက္ခအပတ်ဆိုတာရှိတယ်။မအဆက်တာကိုယ်တိုင်နဲ့လှုပ်လို့မရအောင်။မအဆက်တာကိုလည်းသူများကိုခိုင်းလို့လည်းမရအောင်တိုက်တွန်းလို့လည်းမရအောင်။ခုနဦးဇင်းခုနဆောက်တော့ပြောပါရဟန်းရဲ့လုပ်ငန်းကကုသိုလ်ဖြစ်အောင်ကိုယ်လည်းလုပ်ရတယ်သူများလည်းကုသိုလ်ဖြစ်အောင်တိုက်တွန်းရတာအဲ့တော့မအပ်တဲ့လုပ်ငန်းဆိုရင်ကိုယ်လည်းမလုပ်ပါဘူးသူများလည်းမခိုင်းရအောင်ဝိနည်းရလည်းအပတ်တင်လည်းအဘိဓမ္မာသဘောတရားလည်းအကုသိုလ်ဖြစ်တယ်အဲ့တော့ဦးဇင်းတို့ကငွေလူဖို့တိုက်တွန်းလို့မရပါဘူးအဲ့တော့ဦးဇင်းတို့ကတော့ဆက်ဆက်လူဖို့ပဲတိုက်တွန်းဆိုတောင်းတင်းလူပါတယ်ပေါ့နော်အဲ့တော့အခွင့်အခါကြုံလို့ရှိရင်တော့ဆက်ဆက်လူမဲလိုပဲနှလုံးသွင်းစေချင်ပါတယ်အဲ့ရဟန်းတော်နဲ့ကြုံတဲ့အခါကိုကဂတိပေးတတ်တာဆိုလို့ရှိရင်ကိုကလူချင်းတဲ့စိတ်လည်းရှိသေးတယ်ဆိုရင်တော့ဆက်တဲ့ကေကပိယကာရကတွေရှိခဲ့သည်ရှိတော့အဲ့โอเคနိုင်ငံခြားမှာဆိုရင်နိုင်ငံခြားသူလက်ခံမဲ့ကပိယရှိခဲ့တယ်ဆိုရင်ကပိယကနေတဆင်လူတန်းစီလိုပါတယ်အကေကပိယမရှိဘူးဆိုလို့ရှိရင်လည်းကြုံတဲ့အခါမှာအဆက်တဲ့ပစ္စည်းစက်ကက်စီလိုပါတယ်နော်ဒါဦးဇင်းတို့အဆက်တဲ့လူကိုပဲတိုက်တွန်းလိုပါတယ်အကေဘလို့မှလူဖို့အခွင့်အရေးမကြုံကိုယ်စိတ်ကလည်းလူချင်းတဲ့စိတ်မရှိရင်တော့ပုံမှန်လေးနဲ့ချက်လိုက်လို့ရပါတယ်ဒါတော့ကိစ္စမရှိဘူးလေဘာလို့ဟိုဒါကအကုသိုလ်ဖြစ်သွားတဲ့အဖြစ်လည်းမဟုတ်တဲ့အခါကျတော့ပြီးတော့လူတန်းတော်ဘူးဆိုတဲ့အကြောင်းနဲ့ပုံမှန်လေးနဲ့ချက်လို့ရပါတယ်ဘာမှမဖြစ်ပါဘူးရှင်ဖေမင်္ဂလာဆောင်ဆွန်ကပ်မှာယဟန်ကိုဆွန်ကပ်ပါတယ်ဖေရေစက်ချတရားဟောနေစဉ်တရားဟောနေတဲ့ယဟန်ကိုယ်တိုင်ကမှတ်တမ်းတင်တပ်ပုံရယူနေပါတယ်ဖေဒီလိုပြုမှုမျိုးတွေဟာယဟန်တစ်ပါးအနေနဲ့လှုပ်အပ်ပါသလားဖေမှတ်တမ်းတင်တာကတော့ဦးဇင်းတို့အဘက်တင်တယ်လို့တော့ပြောလို့တော့မရပါဘူးဒါပေမဲ့အင်ဂျီတွေသိက္ခာရှိတယ်ပေါ့နော်ဟိုလူတွေအတွက်ဆိုရင်တော့ယဟန်တွေမလုပ်ကောင်းပါဘူးကိုအကြောင်းတိုက်အတွက်မှတ်တမ်းယူတာဆိုတော့ရတယ်လူတွေအတွက်ရိုက်တပ်ပုံရိုက်ပေးတာတော့မလုပ်ကောင်းဘူးတော့ယဟန်တော်တွေကလူတွေရဲ့အခိုင်းအစီဂျုံမဟုတ်ဘူးလေအဲကြောင့်လူတွေအတွက်ရိုက်ပေးတယ်ဆိုတာမျိုးမဖြစ်စေရဘူးကျောင်းတိုင်းအတွက်မှတ်တမ်းယူတယ်ဆိုတော့ရတယ်။ဒါပေမဲ့ဦးဇင်းတို့မဟာဒီဆယ်တော်ကြီးခဏခဏပြောလေးတစ်ခုရှိတာကဝီနီတော်အရာအပ်ပေမဲ့ဦးဇင်းတို့တာရုပ်ပမဖြစ်ရင်မလုပ်သင့်ဘူးဆိုပြီးဆရာတော်မကြာခဏပြောလေးရှိပါတယ်။နော်အဲ့တော့ငါတို့ကဝီနီတော်ကအပ်တယ်ဆိုရင်အကုန်လုပ်တယ်ကွာဆိုတဲ့ပုံကိုယ်လည်းဦးဇင်းတို့တွေ့ဘူးပါတယ်။မဟုတ်ဘူးဦးဇင်းတို့ကတုတ်တန်ကျုံဆိုတာလည်းရှိတယ်အဘိဓမ္မာကျုံလည်းဆိုတာရှိတယ်။ယဟန်တစ်ပါးဒီဝီနီတစ်ခုတည်းထဲဝင်နေမပြီးပါဘူး။တုတ်တန်စီကံတွေလည်းလိုက်နာရတယ်အဘိဓမ္မာသဘောတရားတွေလည်းလိုက်နာကျင့်သုံးရပါတယ်။ဒါမှဦးဇင်းတို့ပြည့်စုံတဲ့ယဟန်တစ်ပါးဖြစ်ပါတယ်။နော်အဲ့တော့ငါတို့ကဝီနီမလွဲလို့ကျန်တာမလိုက်နာဘူးဆိုရင်လည်းမဟုတ်သေးပါဘူး။အဲကြောင့်ဦးဇင်းတို့ဝီနီတော်ကအက္ခတိတိုင်အောင်ကြီးညိုစရာမကောင်းရင်မလုပ်ရပါဘူး။နော်သူများကဲစရာဖြစ်မယ်ပြောစရာဖြစ်မယ်အကြီးညိုပြတ်ကျင်နိုင်တယ်ဆိုရင်ခြောင်သင့်ပါတယ်။ဒါမာသီဆရာတော်ကြီးကဩဝါဒပေးတယ်ရှိပါတယ်နော်။ဘယ်လိုပြောရလဲဘယ်လိုပြောရလဲနည်းပြောပါဦးနားမလဲလိုက်လို့ဖုန်းကြီးကပို့ပေးတာလားအေးပါဗျာဖုန်းကြီးကနေပြီးတော့လေဟိုဘလို့အိမ်ဒီပုံစံလေးနဲ့ဓာတ်ပုံရိုက်လို့တက်တော်လဲဗျာပေါ့ရဟန်းဆိုတာတော့အိမ်ဒီချက်ချရပဲပေါ့နော်ကိုယ့်ဘာကိုမျက်လာပဲချမလားကင်မရာကိုပဲကြည့်မလားပုံမှန်လေးပေါ့လူတွေလို့လက်ကားရရှိကားရတော့ပဲကောင်းမလဲပေါ့နော်ရဟန်းဆိုတာတော့ကြီးညိုကြမကောင်းအောင်နေရမှာလေဘာလို့ကိုယ့်ကိုကြည့်လိုက်တော့အပြင်လူတွေမှာကုသိုလ်ဖြစ်စေတဲ့ပုံတွေပဲဖြစ်စေရမှာလေအဲ့တော့ကိုယ့်ကိုကြည့်ပြီးလူတွေမှာအကုသိုလ်ဖြစ်သွားတယ်ဆိုတာတော့မဖြစ်သင့်ဘူးလေရဟန်းဆိုတာကကိုခုနဦးသိန်းပြောခဲ့တယ်လို့ကိုယ်တိုင်လည်းငြိမ်းချမ်းပြီသူများကလည်းငြိမ်းချမ်းစေရမယ်ဆိုတဲ့မူဝါဒရှိတဲ့အတွက်ကြောင့်ကိုကြည့်လိုက်လို့ချင်းလူတွေမှာကုသိုလ်ဖြစ်နေရမှာပေါ့နော်အဲဒါကြောင့်ဦးဇင်းတို့အကုသိုလ်ဖြစ်စေတဲ့မြင်ကွင်းမျိုးကတော့ခြုံတင်တယ်အဲဒါကြောင့်ဦးဇင်းတို့ Facebook ပေါ်ဒီမှာဆိုရင်လို့ရှိရင်လည်းလူမျိုးမြင်ကွင်းတွေမှာဆိုလို့ရှိရင်ဒါမတော်တဲ့ပုံတွေဆိုတင်ကိုမတင်တင်တာလူဖြစ်ဖြစ်ယဟန်ဖြစ်ဖြစ်ဝါသနာပါလို့တက်ပုံရရင်လည်းရိုက်ဦးဇင်းတို့မဆိုလို့ဒါပေမဲ့လူမြင်ကွင်းမှာတော့ချမပြတင်ဘူးလေနော်ဘာတော့ယနေ့ကိ online ပေါ်မှာကတကဘာလုံးပြသွားတာဆိုတော့ဘာသာကြားတွေလည်းမြင်လို့ရှိရင်လည်းသာသနာကိုအထင်သေးတယ်လေအဲ့တော့ပျော်စီပြက်စီဖြစ်စေတမင်တကာဖြစ်စေဘလို့မှကိုမတင်သင့်ပါဘူးကြည်ညိုစရာကောင်းတဲ့ပုံတွေဆိုတင်ပါဦးကိစ္စမရှိဘူးကောင်းတဲ့သာသနာပုံရိပ်တွေကိုဆိုတင်ကောင်းတယ်အဲ့ဒါတော့ရှင်မြတ်အဲ့ဆိုရင်ယဟန်တစ်ပါးအနေနဲ့ခံစားချက်အချစ်ကြပြားရေးရင်ဟောရှင်မြတ်အဲ့တော့သူခံစားချက်ကိုသူဖော်ထုတ်တာပေါ့စာထဲမှာတော့ဒါဒီမရေးရဒီကုန်းကတော့မရှိပါဘူးเนาะမရှိပါဘူးခုနဦးစီးပြောသလိုဝင်းနီးနဲ့တော့မဆိုင်တော့ဘူးဒါကြတော့တာရုပ်ပါဖြစ်ဖြစ်เนาะတင့်တော်ကြီးမတင့်တော်ကြီးနဲ့ပဲဆိုင်သွားပါပြီဝင်းနီးဘက်မှာတော့ဒါတွေမရေးရမဒီကုန်းကတော့မရှိဘူးပေါ့ဘာတော့ဘသူကမှလည်းသွားပေးတာမဟုတ်ဒီစာဟောတယ်လားតែတရားရောက်ကိုသွားပေးရင်တော့အဘက်သင်မှာပေါ့เนาะဒါဘသူမှလည်းပေးတာမဟုတ်ကိုယ့်ဟာကိုရေးသူ့ရဲ့ကံမစိတ်ကိုသူရေးထုတ်တာဆိုတော့အဘက်တော့မသိဘူးဒါပေမဲ့မလုံးသိဘူးမရေးသိဘူးပေါ့เนาะကြ
ညိုပွဲမဆောင်ဘူးမသိတော့ဘူးဒီလိုပဲပြောမှာပေါ့နော်အကုသို့ဖြစ်နေပြီဗောဒါတော့ဗောအဘိဓမ္မာဘက်ကတော့အကုသို့ဖြစ်နေပြီလေအဲ့တော့မလုံးတင်ဘူးဝီနင်းတော်ရဆိုရင်အဘက်မတင်ဘူးပြောပြတာလေအဲ့ကြောင့်ဦးသိန်းခုနစကားခံခဲ့ပါတယ်ဝီနင်းနဲ့အဘိဓမ္မာတစ်ခါတလေနော်မတူတာလည်းရှိတယ်အဘိဓမ္မာဘက်ကအကုသို့ဖြစ်မယ်ဝီနင်းဘက်ကအပြစ်မရှိခုနပြောသလိုလေဒီအရှစ်စာတွေပါရေးတယ်အရှစ်စာဆိုမှတော့ဒါရာဂစိတ်ပဲလေနော်တဏှာစိတ်ပဲလောဘစိတ်ပဲအဘိဓမ္မာသဘောရအကုသို့ဖြစ်နေပြီဒါပေမဲ့ဝီနင်းမှာကဒါသင်စရာစီကံဥပဒေတို့မှမရှိဘူးအဲ့လိုပြောတာနော်အဲ့ကြောင့်အဘိဓမ္မာဘက်ကအကုသို့ဖြစ်မယ်ဝီနည်းမှာဥပဒေမရှိတော့မသိတော့ဒါကတည်းကဝီနည်းမှာဥပဒေဖြစ်ပေမဲ့ဒါကအကုသို့မဖြစ်ဘူးမြတ်စွာဘုရားကကြီးညိုပွဲမကောင်းလို့ဒါပြညတ်ခဲ့တဲ့ဥပဒေတွေရှိတယ်အဲ့ကကျတော့ဝီနည်းဘက်ကအပြစ်ဖြစ်သွားပြီမဲ့အကုသို့မဖြစ်ပြန်ဘူးအဲ့ဒါမျိုးပြောတာအရှင်ဖေဒုဋ္ဌကာမဏီမင်းကြီးဟာနတ်ရွာဆံကန်ဒီမှာခြေကလာတမီလူမျိုးတင်းချီတက်ခဲ့တာနဲ့ပတ်သက်ပြီးလို့နောင်နာရပူဆွေးပြီးတော့အသေးမဖြောင်းဖြစ်နေပါတယ်ဖေအဲ့လိုစိတ်သောကရောက်ပူဆွေးနေတဲ့အချိန်မှာယဟန္တာတွေကောင်းကင်ကကြွလာပြီးသေဆုံးခဲ့ရတဲ့လူသိန်းချီထဲမှာ၅ပါးသီလလုံတာတစ်ယောက်တရဏဂုံတီတာတစ်ယောက်ရှင်းရှင်းပြောရရင်တစ်ယောက်ခွဲပဲပါတာမို့အပြစ်မဖြစ်ဘူးဆိုပြီးဟောကြားခဲ့တယ်လို့တရားတစ်ပုဒ်မှာနာကြားခဲ့ဥပါတယ်ဖေကျမ်းဂန်မှာအဲ့အဟောတရားရှိပါသလားဖေအဲ့အတိုင်းရှိတယ်ဆိုရင်၅ပါးသီလမလုံတရဏဂုံမတီမကောင်းမှုတွေကျူးလွန်သူများပစ္စည်းမပေးချင်တဲ့အရာတွေကိုအတင်းအကျပ်ရယူပြီးအများစိတ်နှောက်ယှက်ဖြစ်အောင်စိတ်သောကဖြစ်နေအောင်လုပ်တဲ့သူတွေကိုတတ်ရင်အပြစ်မဖြစ်ဘူးပေါ့နော်အဲ့တဘောကိုဆိုလိုချင်တာပါလားဖေဒါမှမဟုတ်နှလုံးသွင်းနဲ့ကြွားချတာပါလားဖေရှင်းပြပေးစေချင်ပါတယ်ဖေအဲ့တော့ဒုဋ္ဌကမဏိမင်းကိုစိတ်သက်သက်ရအောင်လို့ပရိယေနဲ့ဟောတဲ့တရားပါနော်အကုသိုလ်ကတော့တိရစ္ဆာန်လေးတစ်ခါတော့တတ်တာဆိုတော့အကုသိုလ်ဖြစ်တာပဲလေအဲ့တော့ပြောချင်တာကအကုသိုလ်ကြီးမကြီးကိုပြောချင်တာပါအဲ့ဒီမှာလေဘုရင်ကြီးကလူတွေအများကြီးတက်လိုက်တဲ့အခါမှာသူနောင်တတွေရနေတဲ့အချိန်မှာနောင်တမရအောင်လို့သူတက်လိုက်တဲ့အခါမှာအပြစ်ကြီးကြီးမားမားရတဲ့ပုဂ္ဂိုလ်ဆိုလို့ခုနတယောက်နဲ့တစ်ပိုင်းပဲပါတယ်လို့ဆိုလိုတာပါတန်တဲ့ပုဂ္ဂိုလ်တက်ရင်အကုသိုလ်မရဘူးလို့ပြောတာမဟုတ်ပါဘူးအကုသိုလ်ဖြစ်တယ်ဒါပေမဲ့တီလာရှိတဲ့ပုဂ္ဂိုလ်ကိုတတ်တာကပို့ပြီးတော့အပြစ်ကြီးတယ်ဒါကြောင့်အပြစ်ကြီးကြီးမားမားတတ်မိတာဆိုလို့တယောက်နဲ့တစ်ပိုင်းပဲရှိတယ်လို့ဆိုတဲ့သဘောကိုပြောလိုက်တာပဲနော်တခြားလူတွေတက်လို့အပြစ်မဖြစ်ဘူးလို့ပြောတာမဟုတ်ဘူးဟိုပြောစိတ်လေးတစ်ကောင်တက်ရှင်လေးတစ်ကောင်တက်အောင်မှအကုသိုလ်ဖြစ်နေတာလေဒါပေမဲ့ကွာတာပေါ့နော်ဟိုရှင်တစ်ကောင်တက်တဲ့အကုသိုလ်နဲ့ကြက်တစ်ကောင်တက်တဲ့အကုသိုလ်မတူပြန်ဘူးကြက်တစ်ကောင်တက်တဲ့အကုသိုလ်နဲ့ဝက်တစ်ကောင်တက်တဲ့အကုသိုလ်မတူဘူးဝက်ကိုတက်တဲ့အကုသိုလ်နဲ့နွားကျွဲကိုတက်တဲ့အကုသိုလ်မတူဘူးနွားကျွဲကိုတက်တဲ့အကုသိုလ်နဲ့လူတစ်ယောက်ကိုတက်တဲ့အကုသိုလ်မတူဘူးလူတစ်ယောက်ကိုတက်တဲ့အကုသိုလ်နဲ့အမေတစ်ယောက်ကိုတက်တဲ့အကုသိုလ်မတူပြန်ဘူးနော်အဲ့လိုမျိုးကွာသွားတယ်ဘာလို့တက်လိုက်တဲ့ပုဂ္ဂိုလ်ရဲ့သီလသမာဓိပညာဂုဏ်ကျေးဇူးတွေနဲ့အကုသိုလ်ဟာကွာသွားတယ်နော်အဲ့ဒီဟာကိုရည်ညွှန်းတဲ့အနေနဲ့ဟိုတယောက်နဲ့တစ်ပိုင်းပဲပါတယ်လို့ပြောလိုက်တဲ့သဘောအကုသိုလ်မဖြစ်ဘူးလို့ပြောတာမဟုတ်ဘူးအကုသိုလ်ကြီးကြီးမားမားကတယောက်တစ်ပိုင်းပဲပါတယ်လို့ဆိုလိုတာ Facebook Live မှာမေးထားတဲ့မေးခွန်းဖြစ်ပါတယ်ဖေ။အရှင်ဖေ။ကံကံဤအကျိုးကတကယ်ရောရှိပါသလားဖေ။သိမှတ်ဘူးတာတစ်ခုရှိပါတယ်။ညီမပင်အကုသိုလ်တွေလုပ်နေပါမူကုသိုလ်အားကောင်းနေရင်အကုသိုလ်ပြုလုပ်နေတဲ့သူမှာအကုသိုလ်ကံအကျိုးမပေးသေးဘူးလို့သိရပါတယ်ဖေ။ဒီလိုအခြေအနေကြီးကတကယ်ရောတရားမျှတပါရဲ့လားဖေ။ဒီလိုမျိုးသာဆိုတပည့်တော်ကတော့အကုသိုလ်တွေအကုန်လုံးပြီးကုသိုလ်တွေနဲ့ပြန်ဖုံးမယ်လို့စဉ်းစားမိပါတယ်ဖေ။ကံကံဤအကျိုးကိုတိတိကျကျရှင်းပြပေးတော်မူပါဖေလို့မေးထားပါတယ်။ကျွန်တော်ဒါဟိုဘာခေါ်လဲဆိုတော့ရေများရေနိုင်မိများမိနိုင်ဆိုရင်မြန်မာစကားပုံရှိတယ်လေ။အဲ့တော့မီးတွေတအားတောက်နေတဲ့ဥစ္စာကိုတောင်းရေလေးနည်းနည်းပေါ်သွားဖြန့်လည်းမရအောင်။မီးအားကြီးနေတာကိုအဲ့လိုပဲပင်လယ်ပြင်ကြီးမှာသွားပြီးတော့မီးတွေသွားရှို့လည်းမရအောင်။မီးကငြိမ်သွားမှာပဲ။ရေများရေနိုင်မိများမိနိုင်နောက်တစ်ခုရှိရလေမီးခဲပြာဖုံးဆိုတာလည်းရှိတယ်နော်။အောက်မှာမီးခဲတွေရှိတယ်အပေါ်ကပြာတွေဖုံးနေတော့မပူဘူးသိမပူဘူး။အဲ့တော့ပြာရဲ့ဥမာလူတယောက်ကပြာဖုံးနေတဲ့မီးကြီးခဲကိုနင်းလိုက်တယ်ချက်ချင်းမလောင်ဘူးဘာလို့ပြာခံနေတဲ့အတွက်ကြောင့်အဲ့ပြာကိုကြော်သွားပြီးခါမှာအပူထံကရောက်လာတာအဲ့တိုင်းပဲသူကကုသိုလ်နဲ့အကုသိုလ်ရဲ့သဘောတရားကအကုသိုလ်အရန်အားကြီးနေတဲ့အချိန်မှာသူကကုသိုလ်ကအကျိုးပေးခွင့်မရအောင်နော်ဘာလို့တော့အကုသိုလ်တွေကပိတ်ထားတာအောင်မလာအောင်လို့နော်အဲ့တော့ပဲကုသိုလ်တွေဒီလုတ်ပြီးတော့အကျိုးပေးနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းအကုသိုလ်ကဝင်ခွင့်မရပြန်အောင်အဲ့တော့ခုနကသူပြောတဲ့စကားထဲမှာအကုသိုလ်တွေအများကြီးလုတ်ပလိုက်မယ်ပြီးရင်ကုသိုလ်နဲ့ပြန်ဖုံးမယ်ဆိုတာအဲ့ဒီအကုသိုလ်အများကြီးလုတ်ပြီးတော့အကျိုးပေးတဲ့အချိန်မှာကုသိုလ်တွေကဘယ်ရောက်တော့မှမသိတော့ဘူးအဲ့တော့ဆိုတာကအကုသိုလ်တွေကအကျိုးပေးတဲ့အချိန်မှာဘယ်တော့ကုန်မှာလဲဟုတ်လားအဲ့တော့ကုသိုလ်နဲ့အကုသိုလ်ဘသူကအရင်စောစောအကျိုးပေးမလဲဆိုတာလည်းမသိနိုင်ဘူးဟုတ်လားတဘဝလုံးမှာလူတယောက်ဒီကုသိုလ်လည်းလုပ်မယ်အကုသိုလ်လည်းလုပ်မယ်အဲ့ဒီနှစ်ခုမှာအားပြိုင်နေတယ်အများနဲ့ဟုတ်လားအဲ့တော့အကုသိုလ်များသလားကုသိုလ်များသလားတေခါနီးမှာဘာကိုဦးဇင်းတို့အာယုံပြုဆွဲမလဲဟုတ်လားတေခါနီးမှာကောင်းတဲ့အာယုံကိုဆွဲမလားမကောင်းတဲ့အာယုံကိုဆွဲမလားဘယ်သူမှအမမခံနိုင်ဘူးအဲ့ကြောင့်မတေချာတဲ့အတွက်ကြောင့်ဦးဇင်းတို့ကကုသိုလ်များများလုပ်ဖို့မြတ်စွာဘုရားတိုက်တွန်းတာလကားမဟုတ်ဘူးဘာပြောအကုသိုလ်နဲ့ကုသိုလ်ဟာအများနဲ့အားပြိုင်နေတယ်အဲ့တော့တေခါနီးမှာသာဦးဇင်းတို့အကုသိုလ်ကိုအာယုံပြုပြီးတေသွားခဲ့မယ်ဆိုလို့ရှိရင်အကုသိုလ်အကျိုးပေးပြီးသားမှတ်အဲ့ဆိုအဲ့ဒီအကုသိုလ်တွေကဘယ်တော့ကုန်မှာလဲ
မသေးချဘူးတခါတလေအကြောင်းမတိုက်ဆိုင်လို့ရှိရင်အတိတ်ဘဝကလောက်ခဲ့တဲ့အကုသိုလ်တွေပါဝင်ပြီးအကျိုးပေးတော့တာတော့ချောက်သူကဟုတ်တော့ဆယ်ကန်ရှိတယ်ရေမြောက်ဖောက်ပေးတာနဲ့အတူတူပဲပစ္စုပန်လောက်လိုက်တဲ့အကုသိုလ်ကအရင်ဘဝကလောက်ခဲ့တဲ့အကုသိုလ်ဝင်ခွင့်ပေးလိုက်တာနဲ့အတူတူပဲနော်အဲ့ဒါဦးဇင်းတို့အကုသိုလ်တစ်ခုကကျိုးပေးခွင့်ရလိုက်ပြီဆိုတာနဲ့နောက်6အကုသိုလ်တွေဝင်တော့တာပဲဟိုကန်ဆုံးမသွားတဲ့ရမိုးလိုက်လို့ရွာဆိုတာမျိုးလေအဲ့တဘောအဲ့တော့အဲ့ဒီအကုသိုလ်တွေကုန်ပြီဆိုတဲ့ခါကျမှကုသိုလ်လှည့်ကရောက်မှာအဲ့တော့အဲ့ကုသိုလ်ဘယ်တော့ရောက်လာမှာလဲမသေးချဘူးဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကမသေးချတဲ့အကုသိုလ်ကိုမလုပ်ခိုင်းမနဲ့ကုသိုလ်တွေကများများဖိလုပ်ခိုင်းတာဒါပေါ့ပြောတာနော်သေချအောင်လို့အဲ့တော့ကုသိုလ်တွေအများများနေတဲ့ပုဂ္ဂိုလ်ဆိုရင်တေကာနိမှာတော်ရုံအကုသိုလ်တေးသေးလေးတွေအာယုံမှာပေါ်လာမှာမဟုတ်ဘူးအဓိကတေကာနိဂတိနမိတ်အရေးကြီးတယ်နော်တေကာနိမှာဦးဇင်းတို့ကောင်းတဲ့နမိတ်အာယုံယူနိုင်ခဲ့တယ်ဆိုရင်ကောင်းအောင်ရောက်မှာမကောင်းတဲ့အာယုံယူရင်မကောင်းတဲ့အာယုံရောက်မှာတချို့ကပြောတယ်လေတဘွားလုံးအကုသိုလ်လုပ်မယ်တေကာနိမှာတရားနှလုံးသွင်းမရနိုင်ဘူးလားပြောတယ်တကယ်ရနိုင်ခဲ့တော့ကောင်းတာပေါ့လို့နော်တကယ်ရနိုင်ခဲ့ရင်ကောင်းဒါပေမဲ့မဖြစ်နိုင်တဲ့ဥစ္စာအဲ့ဒါကတတလုံးအကုသိုလ်လုပ်လာပြီးခါမှာတေကာနိမှာတရားနှလုံးသွင်းမှတော့မဖြစ်နိုင်လုံးဝမဖြစ်နိုင်တဲ့ကိစ္စဘာတော့တဘွားလုံးလုပ်လာခဲ့တဲ့အကုသိုလ်တွေကဒီတိုင်းမနေဘူးသူစိတ်ကိုလုံးဝနှောက်ယှက်နေမှာလေတေကာနိမှာ automatic ကိုသူလုပ်ခဲ့တဲ့ဥစ္စာတွေကပေါ်လာမှာတခြားဘောဂတိနမိတ်တွေကမ္မနမိတ်တွေပေါ်လာမှာအဲ့ဆိုရင်သူတရားအာယုံဘလို့မှနှလုံးပြုလို့မရဘူးဒါကြောင့်ကုသိုလ်များများလုပ်ထားတဲ့ပုဂ္ဂိုလ်ကတကူးတကအာယုံပြုစရာမလိုဘဲနဲ့အလေးကျင့်ဖြစ်နေတဲ့အတွက်ကြောင့်သူ့ဟာသူအလိုလိုအာယုံမှာကောင်းတဲ့အာယုံတွေပေါ်လာမှာဒါကြောင့်ကျွန်တော်မကောင်းမှုတွေလုပ်ပြီးတော့ကုသိုလ်နဲ့ဖုံးဖို့ကြိုးစားမယ်ဆိုရင်မဖြစ်နိုင်ဘူးနော်မဖြစ်နိုင်ဘူး